အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွတ်တာရပါကဲဒီနေ့မှာကျွန်တော်အားလုံးကိုသင်ပေးချင်တာကကြတော့လက်လာပါတွေတိုးချင်တယ်လက်တွေဝင်ချင်တယ်ငွေတွေရွှင်ချင်တယ်သူကြတော့အကျွေးတွေကင်းချင်တယ်အကျွေးတွေဆက်ချင်တယ်နော်ဒီလိုလူမျိုးတွေအတွက်ဒီကြရာကိုအသုံးပြုလို့ရပါတယ်ဒီကြရာကိုလုပ်လို့ရပါတယ်နောက်တစ်ခုကျတော့ပါလဲဆိုကိုမတော်အကျွေးတော့မရှိဘူးငွေတွေတိုးချင်တယ်လက်တွေတိုးချင်တယ်သူတွေအနေနဲ့လည်းလုပ်လို့ရပါတယ်နော်သူ့နေရာတွေမှာဆိုရင်တော့ကိုကဒီအကျွေးတောင်းတဲ့ကိစ္စရက်တွေပါလုပ်လို့ရတယ်လို့ဆိုပေမဲ့ကျွန်တော်ကဒီနေရာမှာအကျွေးတောင်းတဲ့စိတ်ပိုင်းကိုတော့ဒီကြရာကိုမသုံးစေချင်ဘူးတမျိုးဖြစ်လို့ပေါ့နော်အဲ့တော့အဓိကတော့ကိုပါကိုလက်လာပါတိုးအောင်လက်ဝင်အောင်လုပ်လို့ရပါတယ်အဲ့တော့အရင်ဆုံးဘာလိုအပ်မလဲဆိုတော့ကျွန်တော်တို့ဒီဝေဖလားလေးတစ်လုံးလိုအပ်ပါမယ်ဝေဖလားကရှာချင်ပြီးဝယ်လို့ရပါလိမ့်မယ်နော်ဝေဖလားလေးပါကျွန်တော်ကနေတော့အဝကျဲပါတယ်အဝတေးသေးအသေးလည်းရှိပါတယ်အဲ့ဒီဝေဖလားတွေကိုကျွန်တော်တို့ဒီအထက်ရမလဲဆိုတော့ပတ်စံပါကျွန်တော်တို့ထိုင်းပတ်စံ1000နဲ့6ရွက်ပြထားတယ်နော်6ရွက်ဒီခက်တဲ့ကိုထည့်ပါအဲ့တော့ပြောရမယ်ဆိုရင်6ချက်90 900 9000နော်9000 9000စုစုပေါင်း6ရွက်ပဲထည့်ရမယ်အဲ့ဒီအကုန်လုံးကလည်းတစ်ချက်တန်100တန်1000တန်1000တန်တွေပဲထည့်ရမယ်နော်ရလို့ပို့အတွက်ဆိုရင်နဲတာများတာမဟုတ်ဘူးသူ့ကွာကငွေ6ရွက်တီးတီးနော်900တီးတီး90တီးတီး9000တီးတီး9000တီးတီးအမှတ်ပေးထားတာဖြစ်ပါတယ်နော်အဲ့တော့ရပြီလားရသွားတဲ့အခါကျဒီမွေးဖလားကိုကျွန်တော်တို့အိမ်မှာရှိတဲ့သက်စွာဘုရားရှင်ကိုလိုမျိုးကြီးရှိတဲ့ဒီကျွန်တော်တို့ဘုရားကျောင်းဆောင်ပေါ်မှာတင်ရပါမယ်အတင်ကင်မှာရင်တော့ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတော့ဒီခွက်ကိုကိုင်မယ်ဒီရွှေဖလားဒီငွေဖလားကိုကိုင်မယ်ပြီးရခါမှာဘုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိဆိုတာကိုကြုံမယ်ပြီးရခါမှာ၅ပါးသီလယူပါမယ်ကံ၅ပါးကိုယူပါမယ်ဗျာကံ၅ပါးထိရမယ်အဲ့ဒါပြီးသွားတဲ့အခါကျရင်ဘာလုပ်ကြမလဲဆိုတော့အောင်ချစ်ချက်ကာတာဇာချစ်ချက်ကာတာကိုလည်းခေါ်ကြတယ်ဒီငါချစ်ချက်ကာတာကိုစုစုပေါင်းနဲ့ရွတ်ရမလဲဆိုတော့တနေ့ကိုမနက်9ကည9ကဒီဖလားကိုကိုင်ပြီးရွတ်ဖက်ရွတ်ရပါတယ်နော်ကျွန်တော်ရွတ်ပြပါမယ်ဇေယျဇကောဇေယျဇကောဇေယံတော်ရဇေယတက်ပေဇေယတနေဇေယံတေဘူးဇေယတိနဲ့ဇေယံတကုဇေယုတ်တယ်နော်အဲ့ဒါလေးကိုရွတ်ရပါမယ်ဇေယျဇကောဇေယံတော်ရဇေယတက်ပေဇေယတနေဇေယပေတိဇေယတိနဲ့ဇေယံတေတုဇေယုတ်တယ်ဇာချစ်ချက်ကာတာလေးရှိပါတယ်အဲ့ဒါလေးကိုရွတ်ဖက်ပြီးဆိုပူဇော်ပေးပါမနက်9ကည9ကပေါ့နော်ရွတ်ဖက်ပူဇော်တိုင်းမှာဒီဖလားလေးကိုကိုင်ပြီးရွတ်ဖက်ပူဇော်ရတယ်ပြီးသွားတဲ့အခါမှာဆုတောင်းရတယ်ဘယ်လိုဆုတောင်းရမလဲဆိုတော့ကျွန်မရဲ့ပတ်စံလေးပြန်ရပါစေနော်ပတ်စံလေးပြန်ရပါစေဆိုပြီးဆုတောင်းခြင်းနဲ့ဆုတောင်းလို့ရတယ်အကျွေးတွေပြန်ရပါစေဆုတောင်းလို့ရတယ်အကျွေးဆက်ရှင်တဲ့သူဆိုလည်းအကျွေးဆက်ရပါလို့အကျွေးဆက်ရဖို့လည်းငွေဝင်ရပါလို့ဆုတောင်းလို့ရတယ်နော်ဒါမှမဟုတ်လည်းပတ်စံတွေဝင်ရပါလို့ဘလောက်ငွေကြေးဆိုတဲ့ပိုင်းတာမျိုးတက်ဆိုင်ပါနော်ပတ်စံဝင်ရပါလို့ဆိုတဲ့ပုံစံမျိုးဆုတောင်းဖို့အဆင်ပြေပါတယ်ငွေကြေးနဲ့လာပါတိုးတက်ရပါလို့ပတ်စံဝင်ရပါလို့အကျွေးကြေးရပါလို့ဒီလိုလုပ်ရတယ်ဒီနေရာမှာကအကျွေးကြေစေဖို့ကိစ္စမဟုတ်ဘဲနဲ့တော့မဟုတ်ဗျာဒီနေရာကိုလုတ်တဲ့သူတွေအကုန်လုံးကကျွန်တော်တို့ဒီငွေကြေးကိစ္စနဲ့ပတ်သက်လာရင်တနင်္လာတောက်ကြစနေမှာချင်းငှားတာမျိုးငွေအကြီးကျယ်သုံးရတဲ့ဟာမျိုးတွေကိုနှစ်နှစ်လောက်ရှောင်ကျင်ပေးပါပြောရမယ်ဆိုရင်အကောင့်ကတော့ငွေချီတာမျိုးအဲ့ဒီနေ့မှာမလုပ်နဲ့ကျန်တဲ့၄ရက်မှာငွေချီတာငှားတာဝယ်တာချမ်းတာဟိုလုပ်အဲ့တော့ဆိုတနင်္လာတောက်ကြစနေမှာအကယ်ငွေထွက်တယ်ဆိုရင်ငွေပြန်ဝင်ဖို့ရခိုင်တော့နည်းတက်တယ်ဒီနေရာကိုခြေထားသူအားလုံးကတနင်္ဂနွေရဲ့အင်္ဂါရဲ့ဗုဒ္ဓဝူးရဲ့တတာပရိရဲ့ဒီရက်တွေမှာငွေတွေသုံးမယ်ငွေတွေသုံးမယ်ပတ်စံတွေသုံးမယ်ဆိုရင်ပုံသုံးထားတဲ့ငွေကြီးတွေပြန်ဝင်လာစေတတ်ပါတယ်ကြရရလွယ်ပါတယ်ကိခက်မဟုတ်ဘူးเนาะအဲ့တော့ဒီဖလားရပတ်စံကိုဘယ်လိုလုပ်ရမလဲလို့မေးတဲ့အခါကျရင်ဖလားရပတ်စံကို9ရက်ကြတစ်ခါတိုင်းမှာကျွန်တော်တို့ဒီကုသိုလ်ကောင်းမှုတွေအတွက်အသုံးပေးပါเนาะဘုရားကိုတင်ပြီးလှူထားပြီးတော့ကြောင့်ဘုရားနဲ့ပတ်သက်တဲ့ပစ္စည်းတွေဝယ်တာเนาะကျွန်တော်တို့ပြောရမှာဆိုရင်ပန်းတွေဝယ်တာစီမီတွေဝယ်တာမွေးတိုင်တွေဝယ်တာပြောင်းတိုင်တွေဝယ်တာစသဖြင့်အဲ့ဒီအရာတွေမှာအသုံးချပေးပါเนาะဘုရားနဲ့ပတ်သက်တဲ့ဘုရားကျောင်းကန်တွေမှာလှူဒန်းတာမျိုးလည်းလုပ်လို့ရတယ်ရွှေတင်ကက်ကတာမျိုးလည်းလုပ်လို့ရပါတယ်เนาะအဲ့တော့အားလုံးအစဉ်ပြေချောင်းပွေကြပါစေလက်လာပါတွေတိုးတက်ကြပါစေအကျွေးကင်းသောဘဝတွေပိုင်ဆိုင်ကြပါစေเนาะအကျွေးတွေလည်းပြင်ထားကြပါစေเนาะ